နှစ်ပေါင်းနေရာကြာပထမဆုံးအာရခတိုင်းပြည်တိဆောက်ရေးအားပေးထောက်ခံတဲ့ကြိုးပမ်းမှုအာရခဒေသဟာတောင်အာရှနဲ့အရှေ့တောင်အာရှကြားမှာရာစုနှစ်များစွာထွန်းကားခဲ့တဲ့ရေကြောင်းရှေပြုနိုင်ငံတော်တစ်ခုအဖြစ်သမိုင်းဝင်အမွေနဲ့ကြီးမားတဲ့ဒေသတစ်ခုဖြစ်ပါတယ်။အာရခလူမျိုးတွေကတော့ရခိုင်မျိုးသားအဖွဲ့ချုပ် ULA နဲ့အာရခတပ်တော် AA တို့ကတဆင့်သမိုင်းဝင်အရှုပ်ရှာအာဏာကိုပြန်လည်ရယူနေကြပြီး2025ခုနှစ်အလေးပိုင်းမှာအာရခဒေသရဲ့90%ကျော်ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။1984ခုနှစ်မှာမြန်မာပြည်များရဲ့ကျူးကျော်အုပ်ချုပ်မှု1826ခုနှစ်ကစတင်ခဲ့တဲ့ဗြိတိရှကိုလိုနီအုပ်ချုပ်မှုနောက်ပိုင်းမြန်မာစစ်အာဏာရှင်တို့ရဲ့ဖိနှိပ်မှုအောက်မှာနှစ်ပေါင်း200ကျော်နေထိုင်ခဲ့ရပြီးနောက်အာရခလူမျိုးတွေဟာပထမဆုံးအကြိမ်ဖြစ်သူတို့ရဲ့မူရင်းတိုင်းပြည်ကိုပြန်လည်တည်ဆောက်ဖို့အစဉ်သင့်ဖြစ်လာနေကြပြီဖြစ်ပါတယ်။အာရခတိုင်းပြည်ရဲ့ရေကြောင်းနိုင်ငံတို့အဖြစ်သမိုင်းဝင်မွေနှစ်ဟာအာရခလူမျိုးတို့ရဲ့အမျိုးသားရဲ့မှတ်သားနဲ့ခေတ်သစ်ရည်မှန်းချက်တွေအတွက်အရေးပါတဲ့အရှိခံဖြစ်ပါတယ်။မြောက်ဦးခိုင်1430 1984ဟာဂုံတွေရေးယဉ်ကျေးမှုနဲ့တင်နမဲရေးရာတွေမှာထွန်းကားခဲ့တဲ့ခေတ်ဖြစ်ပြီးမင်္ဂလာပင်လယ်အိုတလျှောက်ရှိမဟာဗျူဟာကျတဲ့ဒီနေရာကြောင့်အိန္ဒိယအရှေ့တောင်အာရှနဲ့တခြားဒေသတွေကိုဆက်သွယ်ပေးနိုင်ခဲ့ပါတယ်။ဒီသမိုင်းဝင်ထင်ရှားမှုဟာအာရခတိုင်းပြည်ကိုပြန်လည်တည်ဆောက်လိုတဲ့အာရခလူမျိုးတို့ရဲ့အမြင်ကိုအားဖြည့်ပေးနေပါတယ်။မြောက်ဦးခိုင်မှာအာရခဟာလွတ်လပ်တဲ့ရှုပ်ရှာအာဏာနိုင်ငံတို့တစ်ခုအဖြစ်အောင်မြင်စွာရပ်တည်နိုင်ကြောင်းတယင်ဇာရတွေကိုစီမံခန့်ခွဲနိုင်ကြောင်းနဲ့ယဉ်ကျေးမှုစုလမ်းမှုကိုထိန်းသိမ်းနိုင်ကြောင်းသက်သေပြခဲ့ပါတယ်။အာရခတပ်တော်ရဲ့ကမ်းရိုးတန်းဒေသတွေနဲ့စစ်တွေရဲ့ရှို့နေရာတွေပေါ်ထိန်းချုပ်နိုင်မှုဟာအာရခရဲ့ရေကြောင်းမွေနှစ်ကိုပြန်လည်အသက်သွင်းဖို့အခွင့်အရေးတစ်ခုဖြစ်လာစေပြီးအိန္ဒိယရဲ့ Calendar Metal Model Transit Transport Project ကသောစီမံကိန်းတွေကတဆင့်စစ်တွေကိုကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးကွန်ရက်တွေနဲ့ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။အာရခလူမျိုးတွေကတော့မဟာဗျူဟာကျတဲ့ဒီနေရာကိုအသုံးချပြီးဒေသခံလူတို့အကျိုးအတွက်ဒေသတွင်းစီးပွားရေးဗဟိုချက်အဖြစ်ပြန်လည်ရပ်တည်နိုင်မယ်လို့ယုံကြည်နေကြပါတယ်။ဒါပေမဲ့အာရခလူမျိုးတွေရဲ့မြေဟာဆုံးရှုံးခဲ့ရတဲ့ရှုပ်ရှာအာဏာရဲ့တမိုင်းမှန်ဉဏ်တွေကြောင့်ပုံဖော်ထားခြင်းဖြစ်ပါတယ်။1985ခုနှစ်မြန်မာပြည်ရဲ့ကျူးကျော်မှုနဲ့နောက်ပိုင်းဗြိတိရှကိုလိုနီအုပ်ချုပ်မှုမြန်မာနိုင်ငံအတွင်းပေါင်းစည်းခံရမှုတို့ကြောင့်အာရခလူမျိုးတွေဟာယဉ်ကျေးမှုနိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာခွင့်ရတွေဆုံးရှုံးခဲ့ရပါတယ်။မြန်မာစစ်အာဏာရှင်တို့ရဲ့မူဝါဒတွေကလည်းတဘာဝတံငွေစေပြိုးရေးနဲ့ငါးဖမ်းလုပ်ငန်းတွေလိုတယင်ဇာတကျွဲဝါတော့လဲစံရိမ်မွေးတင်မှုကိုပုံမဆိုးရစေခဲ့ပါတယ်။အေရဲ့ရခိတာလန်းဆိုင်ဝဲတော်ရခိတာယူဝါဒဟာမြောက်ဦးခိတ်ကဆက်အားထက်သန်မှုကိုရယူထားပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ယဉ်ကျေးမှုကိုတိုက်ခါကိုပြန်လည်တည်ဆောက်ဖို့ရည်ရည်ထားပါတယ်။ဒါကြောင့်အာရခတိုင်းပြည်ကိုပြန်လည်တည်ဆောက်ခြင်းဟာအာရခဘာသာစကားဗုဒ္ဓဘာသာအမွေနဲ့ရေကြောင်းရိုးရာတွေကိုပြန်လည်ရှင်းသင်စေမယ့်ယဉ်ကျေးမှုဆိုင်ရာပြန်လည်ရယူမှုတရက်လေးဖြစ်ပါတယ်။1962ခုနှစ်ကစတင်ခဲ့တဲ့ဗမာမျိုးသားရေးဝါဒီစစ်အာဏာရှင်တို့ရဲ့စစ်အုပ်ချုပ်ရေးစနစ်ဟာစံရင်းမွေးတင်မှုနဲ့ဗဏိပခတွေကိုပုံမိုးဆိုးရွားစေခဲ့ပါတယ်။ဘူးတီတောင်နဲ့မောင်တောလိုအေထိရှုံးနေမြေတွေမှာ ULA ရဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေဟာတည်ငြိမ်ပြီးဒေသခံရှေ့ပြုစနစ်တို့ပြန်လည်ရောက်ရှိလာတဲ့ပုံစံတစ်ခုအဖြစ်မြင်တွေ့ရပါတယ်။ဥပမာအားဖြင့်အာရခဘာသာစကားနဲ့ပညာရေးပေးခြင်းဒေသခံဈေးကွက်တွေပြန်လည်ဖွင့်လှစ်ခြင်းနဲ့အစ္စလမ်ဟိန္ဒူဘာသာနဲ့တခြားဘာသာရေးတွေရဲ့ကိုးကွယ်ခွင့်ကိုခွင့်ပြုပေးခြင်းတို့ဟာအတိတ်ကာလရဲ့ကိုယ်ပိုင်ရပ်တည်နိုင်မှုနဲ့စီးလုံးမှုညီညွတ်မှုပြန်လည်အသက်သွင်းနေခြင်းပံဖြစ်ပါတယ်။လုံခြုံရေးဟာအာရခလူမျိုးတွေအတွက်အဓိကဦးစားပေးဖြစ်ပါတယ်။ပြင်ပရှင်းရှောက်မှုတွေကိုတားဆီးနိုင်တဲ့ဆွေးရင်ဟာရခိုင်ကရစ်တက်ရဲ့အခင်းကဏ္ဍဖြစ်ခဲ့သလိုယနေ့မှာအေအေကစစ်အာဏာရှင်တပ်တွေရဲ့ကျူးကျော်မှုတွေကနေနေမြေကိုကာကွယ်ပေးနေပါတယ်။
ပလက်ဝလိုမဟာဗျူဟာကျတဲ့နေရာတွေကိုထိန်းချုပ်နိုင်ခြင်းဟာကလဒန်စီမံကိန်းလိုကုန်သွယ်ရေးလမ်းကြောင်းတွေအတွက်ဒေသအတွင်းလုံခြုံရေးကိုပုံမခိုင်မာစေပါတယ်။ထို့အပြင်တရုတ်ရဲ့ကြောက်ပူစစ်ကင်းလိုပြင်ပရင်းနှီးမြှုပ်နှံမှုတွေကနေဒေသခံတွေအတွက်အကျိုးအမြတ်ရရှိမယ်လို့အာရခလူမျိုးတွေကမျှော်လင့်နေကြပါတယ်။ပြန်လည်တည်ဆောက်မဲ့အာရခနိုင်ငံတို့ဟာကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ခိုင်မာတဲ့ကာကွယ်ရေးစနစ်ကတဆင့်လုံခြုံရေးကိုဦးစားပေးသွားမှာဖြစ်ပါတယ်။ဖွံ့ဖြိုးတိုးတက်မှုဟာလည်းအဓိကရည်မှန်းချက်တစ်ခုဖြစ်ပါတယ်။အာရခလူမျိုးတွေကတော့တဘာဝတန်ငွေငါးဖမ်းလုပ်ငန်းနဲ့ခီးသွွားလုပ်ငန်းတွေလိုတင်ရန်ဇာတ်တွေကနေအကျိုးအမြတ်တွေကိုဒေသခံတွေကသာရရှိစေရှင်ကြပြီးနိုင်ငံခြားကုမ္ပဏီတွေဒါမှမဟုတ်အာဏာပိုင်တွေအတွက်သာမဖြစ်စေချင်ကြပါဘူး။ ULA ရဲ့ဒေသတွင်းကုန်သွယ်ရေးအပေါ်ခွင့်ကောက်ခံပြီးလူမှုအတိုင်းဝိုင်းစီမံကိန်းတွေအတွက်အသုံးပြုခြင်းဟာအာရခရဲ့ကိုယ်ပိုင်ရည်တည်နိုင်တဲ့စီးပွားရေးပုံစံကိုပြန်လည်ထင်ဟပ်စေပါတယ်။ AA ရဲ့နေမြေထိရှုံမှုနဲ့အုပ်ချုပ်ရေးဆိုင်ရာအောင်မြင်မှုတွေကြောင့်ယနေ့အာရခရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြန်လည်ပေါ်ထွန်းလာခြင်းဟာအာရခရဲ့သမိုင်းဝင်အခမ်းကဏ္ဍဖြစ်တဲ့ကိုယ်ပိုင်အုပ်ချုပ်တဲ့တိုင်းပြည်တစ်ခုအဖြစ်ပြန်လည်ရောက်ရှိလာမှုဖြစ်ပါတယ်။2025ခုနှစ်မှာစစ်တွေကြောက်ဖြူနဲ့မန်အောင်လိုစစ်အာဏာရှင်တို့ရဲ့အမှားခံနေရာတွေကလွယ်ပြီးအာရခရှိမျိုးနဲ့19ခုအနက်အများစုကို AA ကထိန်းချုပ်နိုင်ခဲ့ပြီးအာရခလူမျိုးတွေမန်ဂလီတွေနဲ့တခြားတိုင်းရင်းသားတွေပါဝင်ဒေသခံလူဦးရေ3သန်းခန့်အတွက်မြို့လန်းချက်သက်ကိုဖန်တီးပေးခဲ့ပါတယ်။ဒီမြို့လန်းချက်ဟာယဉ်ကျေးမှုကုန်သိက္ခာစီးပွားရေးဓာတ်တုညီမျှမှုနဲ့နိုင်ငံရေးကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုပြန်လည်ရယူဖို့ရည်ရတဲ့ ULA ရဲ့အာရခတိုင်းပြည်အမြင်ပေါ်အခြေခံထားတာဖြစ်ပါတယ်။နိုင်ငံတကာအတိုင်းအဝန်ရဲ့အထောက်ပံ့ဟာအာရခလူမျိုးတွေအတွက်အရေးကြီးပါတယ်။စီးပွားရေးအရာအာရခဟာစံရည်မွေးတင်မှုမြင့်မားနေစေဖြစ်ပြီးတချို့ဒေသတွေမှာစံရည်နှုန်း80%ကျော်ရှိနေပါတယ်။နိုင်ငံတကာအကူအညီတွေဟာလမ်းတွေ၊ကျောင်းတွေလိုအခြေခံဆောက်အုံတွေတည်ဆောက်ရမှာအထောက်အကူပြုနိုင်ပါတယ်။တရမန်ရေးရာအာရခရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုအသိမှတ်ပြုခြင်းဟာစစ်အာဏာရှင်တို့ရဲ့ဝါဒဖြစ်မှုကိုတံပြန်နိုင်မှာဖြစ်ပါတယ်။ပထဝီနိုင်ငံရေးအရာကလဒန်စီမံကိန်းနဲ့တရုတ်ရဲ့ကြောက်ဖူစကန်လိုစီမံကိန်းတွေကြောင့်အာရခရဲ့မဟာဗျူဟာရေးပါမှုဟာတတိထားစီမံဖို့လိုအပ်ပါတယ်။အာရခလူမျိုးတွေကတော့ဒီစီမံကိန်းတွေကနေဒေသခံတွေအတွက်အကျိုးရှိစေဖို့နိုင်ငံတကာရဲ့ထောက်ခံမှုကိုလိုလားနေကြပါတယ်။မြောက်ဦးယဉ်ကျေးမှုဆောင်ပြန်လည်ထိန်းသိမ်းနိုင်ရေးအတွက် UNESCO လိုယဉ်ကျေးမှုဆိုင်ရာအထောက်ပံ့တွေဟာအာရခရဲ့အမွေနှစ်ကိုထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။အာရခရှိလူဦးရေ3တန်းရဲ့မျိုးလင့်ချက်ဟာထင်ရှားစွာရှိနေတော့လဲနိုင်ငံတကာအထောက်ပံ့မရှိရင်သူတို့ရဲ့ကြိုးပမ်းမှုတွေဟာစစ်အာဏာရှင်တို့ရဲ့ဖိနှိပ်မှုဒါမှမဟုတ်ပြင်ပအကျိုးစီးပွားတွေကြောင့်ထိခိုက်နိုင်ပါတယ်။ဒါကြောင့်အာရခတိုင်းပြည်ဒေထောင်ရေးကိုထောက်ခံခြင်းဟာတည်ငြိမ်ပြီးကိုယ်ပိုင်အုပ်ချုပ်တဲ့ဒေသတစ်ခုအတွက်မဟာဗျူဟာကျတဲ့ယင်းနှိမ့်မြုပ်နှံမှုတည်းဖြစ်ပါတယ်။